ရုပ်ပင်လဲဘာလဲကိုရေးလာပြီအေးမင်းများလားမလို့သွားမယ်ဒီမှာလည်းအရှိမထိုင်ရလို့လားထိုင်ဒီလိုလားဟုတ်ကဲ့ကိုမှတ်မိတယ်ငါကသိနေလို့နေရောမှတ်မိလို့လို့ဟာဒီတိုင်းတော့သွားရဟုတ်တယ်တမင်မနေရတော့ဟိုလာတော့ကားရှိုးတော့ရဲ့ခဏလေးဒီရတယ်တမင်ဟုတ်လားအဲ့ဒါလည်းပြန်တော့ကြည့်မယ်ဒီဟိုလည်းဖြစ်တယ်ဒီမှာတော့ဒီကနေသွားရတာငါမသိဘူး။တမေးပြောတယ်ဒီကနေအခုကဘာလို့လဲဒီကနေမဟုတ်ဘူးနော်ကိုဟုတ်လို့ဒီမှာလဲOkay. ဒီကနေမဟုတ်ဘူးဟုတ်တယ်ဒီကနေမပြန်လို့ဒီကနေသွားကြည့်ပါလားကွာဒီကနေသွားရတယ်လို့ပြောတာလေသွားရတယ်ဒီကနေမဟုတ်ဘူးဟုတ်တယ်ဒီပြန်ကိုလာဒီကနေကိုလုံးမရဘူးဘာနဲ့ကိုလဲဘာလို့လဲမမမင်းမတော်နဲ့လေမသိစုထအောင်လေညီမလေးမမီးလေထောက်လို့လားညီမလေးမမီးထောက်လို့လားစုထ咱没标注，那ပြန်ခွင့်ဟုတ်ကဲ့ပါညီမရဲနေတယ်ဘာမှကြော်လမ်းနေရတယ်အဲ့လေအေးပေါ့တော့ပြေးသွားတယ်ဟာတမီးကြီးဒီကနေသွားရတာလေဒီကဟုတ်လားအဲ့ဒီကွေးဒီပေါ့ဟုတ်လို့လားဟုတ်လို့သွားဒီကသွားဒါကမှမဟုတ်ရင်မသိဘူးဘာလဲဟိုမှာကူရရွာလမ်းမှာအဲ့ငါမလေးတော့တာဒါလေနေဘလို့ဖြစ်တယ်ဒီလိုမျိုးပဲတည်ရခဏညီမလေးလားမဝဲဘုံမေးခဲ့ပြန်ပြီညီမလေးလို့ညီမတော့ဝဲလာမယ်လေဆိုလည်းပြီးရောအခုဒီမှာစားမယ်โอเคဆက်ဘယ်နေရလဲရှိရဘာဒီအိမ်မဟုတ်လေဟာလာဆိုတော့ပဲနော်ရှိရလာမယူငယ်တပ်ပြန်ခွင့်ဒီနာဟုတ်တယ်ကွယ်
ညီမလေးလာရခဲ့လေညီမလေးရောဒီမှာလာအိမ်တော်ရောက်လာဒီမှာတော့ပကံစီအကိုလည်းစပင်းစီရမယ်โอเคဟုတ်ကဲ့အကိုကတော့ဒီစပင်းပေါ်တက်မယ်ဟိုမှာတရွာလုံးရှိရစပင်းလို့တော့ဟုတ်ကဲ့တော်ရုံမယ်ခဏချက်ဘယ်စပင်းရရမလဲဒီတရွာလုံးငါတို့ကငါလို့ရဲ့အဖိုးပိုက်တာဆိုတော့ငါတို့ကြိုက်လို့စီရရတယ်ဒါတော့စီးတယ်ဒီအောင်မကြဘူးဒီအောင်မကြဘူးဆိုတော့ဒီစပင်းခဏရင်းတဝဲဆက်လေးလာပါမရအကိုရေရောက်လာပြီမလေးစပင်းတော်ယူလေအကိုနားမထိုင်လို့မရဘူးလေဟုတ်ကဲ့ပါကိုကောင်းလာပေးညီမရဲ့ဘိုက်ချနေလေအေးအကိုလုံးမောက်တဝဲမယ်လေးစပင်းနာဟုတ်ကဲ့ဒီစပင်းဘယ်ကနေခဏဒီပန်းတော့ခုံတမရအဲ့ဒါစပင်းဘယ်လိုထောက်ရမှာစပင်းဘယ်လိုထောက်ရမှာဘယ်လိုထောက်ရမှာလဲခုံတဖို့ဘယ်လိုထောက်အကိုရစပင်းထောက်လို့မရဘူးဒီစပင်းကိုဟိုမှာရှိရလေစပင်းသားလေးဟိုဘက်အိမ်မှာရှိတယ်ဟုတ်ကဲ့စိုက်တော့โอเคငါလည်းဆက်ရဒီဘက်အိမ်မှာစပင်းသားလေးရှိတယ်ခေတ္တမဲ့တာမဲ့ရပါပြီโอเคလာငါတို့တွေတွားကြမယ်လို့လိုက်ခဲ့တို့တွေစက်ပိန်ဟုတ်လားစက်ပိန်နဲ့ငါတို့တွေငါတို့မြို့ထဲကိုတွားကြအခုကလည်းညောင်းအောင်မညောင်းရဘူးမြန်မောင်းရင်မညောင်းဟိုစက်ပိန်ကလေဘယ်လိုထောက်ရမှန်းမသိဘူးတော့မျိုးတွေနောက်မကြတယ်နဲ့ညီမလေးတော့ရှေးရောက်နေပြီစုထအောင်ရဲ့ကိုကလည်းပဲလက်လျှောက်ပါနာမည်မလားလုံးညညမောင်ရဲ့ညီမလေးစုထအောင်နာမည်မောင်လားလို့လေငါဘလူလို့ရမလဲကားနဲ့အချမ်းမကားနဲ့တွားဆိုကားနဲ့တွားရင်လည်းလို့လေငါလို့လေမနာထမင်းစားခဲ့ဘိုက်စားနေတော့တမညီမစားရမှာဟုတ်ဘူးငယ်မလေးစားတာဘယ်ဟောလဲဟိုကြီးမဟိုကြီးမရဲ့